မင်းစားကောင်းတဲ့အချင်းဟင်းတစ်ခွက်ချက်ပါမယ်အချင်းဟင်းနဲ့လိုက်တာဆိုတော့ငပိရီတစ်ခွက်ပါပဲဈေးမှာမာလာပင်လေးကောင်းတာတွေ့လို့ဝယ်ခဲ့ပါတယ်အိမ်မှာရှိနေတဲ့မာလာဦးတစ်လုံးမှထည့်သုံးပါမယ်မာလာဦးစားရင်တော့မှန်တိုင်းဆိုတော့ဥတော့မကြိုက်ပါဘူးသူ့အပင်နဲ့အရွက်နဲ့ကိုကြိုက်ပါတယ်ရုံဆုံးကိုလီဆွန်လိုလေးလှီးပြီးရင်တော့စားနဲ့နေစီပါမယ်စားနဲ့နေပြီးရွက်လေးတွေနိုးလာရင်တော့ရေစင်အောင်ဆေးပေးပါမယ်သုံးမင်းကတော့တခါတည်းခုတ်ထစ်ပြီးတော့ရေစင်အောင်ဆေးထားပေးပါတယ်ရေဦးဆုံးနေနဲ့အိုးထဲကိုစီးထည့်ပေးပါမယ်ထောင်းထားတဲ့ကျက်သွန်နီကျက်သွန်ပြုံရုပ်တီချောင်းရောင်တင်မောင်းနွနှင်းမောက်ထည့်ပြီးတော့မှုန်းရအောင်စီးတက်ပေးပါမယ်စီးတက်တာကိုရေလေးနဲ့ထည့်ပြီးတော့တက်ပေးပါတယ်စီးတက်နဲ့လေးမှုန်းလိုက်တော့ငါးထည့်ပေးပါမယ်ပြီးရင်တော့ရတာနေနဲ့စားချက်သားမုံချုံမုံငပိပါထည့်ပေးပါမယ်ငါးကြည့်သွားမယ်ကြောက်လို့ဖွားဖွားလေးမှုပေးပြီးရင်တော့ရေထည့်ပေးပါမယ်ပြီးရင်တော့ရေစီးတန့်စင်လာတဲ့မာလာပင်နဲ့မာလာဥပါတခါတည်းထည့်ပေးပါမယ်ပြီးရင်တော့ရေလေးနဲ့ထည့်ပြီးတော့ဖုံးအုပ်ပြီးချက်ပေးပါမယ်ခဏခဏတော့မမှုပါဘူးဘာဖြစ်လို့ဆိုတော့ငါးကြည့်မှမလို့အိုးလှုပ်ပြီးတော့ပဲချက်ပေးပါမယ်ဖုံးလေးအုပ်ပြီးချက်ထားပေးလိုက်တာငါရောအသေးရောနူးပြီးဆိုရင်တော့အချင်းတွန်းမကြီးရေသုံးပေးပါမယ်တေချာလေးမှုပေးပြီးရင်တော့အရသာပုံငယ်မြည်ကြည့်ပြီးပေါ့နေလို့ငံပြိုင်လေးနည်းနည်းပေါက်ထည့်ပါမယ်ချေရသူတွေအတွက်ချက်ပြုတ်ပေးရတာလဲဘဝကပျော်စင်မှုတစ်မျိုးပါပဲအသက်ကြီးလာလို့ရုပ်တွေပြန်စပင်းနေဖြူလာလဲတယောက်လဲတယောက်ဆွဲပြီးဒီနေ့ပိုင်းရှင်းရမလဲလို့တိုင်ပင်နေနဲ့ကိုဘဝကပြည့်စုံနေပါပြီ